ဘန်ကောက်မှာလိုင်းကားတွေစီးတဲ့အခါလိုင်းကားမှတ်တိုင်တွေကြည့်တာဘတ်လမ်းကြောင်းတွေကြည့်တာနဲ့စီးရမယ့်ကားကလာနေပြီလားဘယ်နာရောက်နေပြီလဲဆိုတာကအစားကြည့်လို့ရတယ် Firebus ဆိုတဲ့ application လေးကအတော်လေးအဆင်ပြေတာသုံးမှုတဲ့လူတိုင်းသိကြပါတယ်ဒါပေမဲ့ Firebus app ထဲမှာ EV Aircon Bus ကြီးတွေဆိုရင်ကားတွေကတော့ဘယ်နာရောက်နေပြီလဲဆိုတာမပြပေးတာတခါတလေအတော်လေးတိုင်ပတ်ပါတယ်ဆိုတော့အဲ့ဒီ EV ကားတွေစီးဖို့အတွက်ကားလာနေပြီလားမလာသေးဘူးလားဆိုတာသိချင်ရင်ဘယ်လိုလုပ်ရမလဲဆိုသူတွေအတွက်ပါ TSP Go ဆိုတဲ့ application လေးကို download လုပ်ပါဒီ application မှာတော့ Thai Smile Bus Company ကပြေးဆွဲတဲ့ EV Aircon Bus အားလုံးရဲ့မှတ်တိုင်တွေကားကဘယ်နာရောက်ပြီလဲဆိုတာတွေကြည့်လို့ရပါတယ်နေ့စဉ် EV တွေစီးပြီးတော့တွာလာနေတဲ့သူတွေအတွက်ဆိုရင်ဒီ application လေးကအတော်လေးအသုံးဝင်ပါတယ်အရင်တုန်းကဒီ app ကထိုင်းလိုပဲသုံးလို့ရပါမယ်အခုရက်ပိုင်း update ပေးလာတဲ့အခါမှာတော့အင်္ဂလိပ်လိုလည်းသုံးလို့ရလာပြီမို့အတော်ကြီးကိုအဆင်ပြေသွားပါပြီဒီ app ထဲကနေ EV ကားတွေရဲ့မှတ်တိုင်ကားဘယ်နာရောက်နေပြီကားလမ်းကြောင်းရှာတာစတာတွေလုပ်လို့ရတဲ့အပြင် Hop Cap ကိုလည်းချိန်ပြီးတော့သုံးလို့ရပါတယ် Hop Cap ကတော့လိုင်းကားစီးဖို့ကပ်ပါ Thai Smile Bus ကပြေးဆွဲတဲ့ EV လိုင်းကားတွေနဲ့6ဖျားမြစ်ထဲမှာပြေးဆွဲနေတဲ့ Smart Ferry Boat တွေစီးတဲ့အခါမှာဒီကတ်နဲ့ကားကတင်မောစီကားတွေရှင်းလို့ရပါတယ်အားတာချက်ကဒီကတ်နဲ့ရှင်းမယ်ဆိုရင်ခီးစဉ်တစ်ကြောင်းအတွက်ကားကအများဆုံး25ဘတ်နဲ့တင်မောစီကအများဆုံး30ဘတ်အထိပဲကြားတင်မယ်လို့သိရပါတယ်နောက်ထပ်ထူးခြားတာကသူကတရက်တာအတွက်ကားနဲ့တင်မောစိတ်ကြိုက်စီးဘတ်40ပဲကြားတင်မယ်လို့လည်းသိရပါတယ်နေတိုင်းလိုင်းကားတင်မောစီးနေတဲ့လူတွေမကြာခဏစီးနေရတဲ့သူတွေဆိုရင်ပို့ပြီးတော့တန်တဲ့တဘောပါကတ်လုံးမယ်ဆိုရင်တော့ကားပေါ်ကရင်နောက်လိုက်စီမှာဝယ်လို့ရပါတယ်ကတ်ဖိုးကဘတ်20ပါဆက်စချင်းဘတ်40တွင်းရပါတယ်ဘတ်40ကတော့ကားကအနေနဲ့ပြန်သုံးလို့ရပါတယ်ဆက်စချင်းလုံးမယ်ဆိုရင်ဘတ်60ကုန်ပါမယ်နောက်ပိုင်းမှာကိုယ့်ရဲ့ဘဏ်ကနေငွေဖြည့်ပြီးတော့သုံးလို့ရပါတယ်ဗျ TSP Go Plus application ကထိုင်းမှာနေ့စဉ်လိုင်းကားစီးပြီးတော့တွာလာလှုပ်ရှားနေသူတွေအနေနဲ့ဆောင်းထားတဲ့ app တစ်ခုအဖြစ်နဲ့ညွှန်ပေးကြပါတယ်ဗျ